ပြုတ်ကြမြန်မြဒီကားလေးကြတော့ကျွန်တော်တို့ Nissan Street 2010ဖြစ်မယ်ဗျာနော်အဲဒီကောင်ကကြတော့ကျွန်တော်တို့2010ဖြစ်မယ်ဒီဇယ်ဖြစ်မယ်ကျွန်တော်ဒီကောင်ကွန်ပီတန်ပါမယ်အရှိ 4 light လေးနဲ့ရှိမယ်ကားလေးကတော့မိုက်တယ်ပြီးရင် style line လေးနဲ့လာတယ် style line လေးကလည်းရမိုက်ခင်ဗျာနော် style line လေးကလှတယ်သေချာဆေးလိုက်တော့ကျွန်တော်လှတယ်ခင်ဗျာနော်โอเคကားလေးကတော့မစိုးအဲ့ဆိုရင်ကျွန်တော်အတွင်ပိုင်းလေးကြည့်ပြန်မယ်ကဲအတွင်ပိုင်းကြတော့ဒီကောင်ကြတော့လေတာမဟုတ်ကျွန်တော်တို့ဒီကောင်ခြုံဝိုင်းပုံစံမျိုးနဲ့လာမယ်ဆရာကောင်တို့ချမ်းရှိမယ်စီကျွန်တော်တို့ဒီမှာတော့နည်းနည်းကျုပ်တွေနဲ့ပြဲနေတာပါညာရှိတယ်ဒီ lucky လေးပဲဖြစ်မယ်ဟုတ်ကဲ့ကီလို3သိန်းကျော်မယ်ကီလို3သိန်းကျော်မယ်နောက်လိုက်ဒီဖြစ်မယ်ဒီ4ရှိမယ်โอเคနောက်ဖက်လေးပါမြတ်ကဲဟုတ်ကဲ့ကျွန်တော်အနောက်ဖက်လေးပြပေးတာနော်โอเคနောက်ဖက်လေးပြပေးတာပါကဲဟုတ်ပြီအဲ့ဆိုရင်ဒီကောင်လေးကြတော့နောက်ဖက်လေးပါနော်โอเคအဲ့ဆိုကျွန်တော်အောက်ပိုင်းနှစ်ပြရမယ်မြတ်နော်ကဲဟုတ်ကဲ့မြတ်အခုလိုကြည့်ရှုပြီးလို့အထူးကျေးဇူးတင်ပါတယ်မြတ်